လေးသုံးအောင်ပြီးတိုင်းဘာဆွမလဲဆိုတော့တောက်ကြနေရကျွန်တော်တို့မနက်ညနေဆုံးအောင်တာမနက်ခင်းမှာကျွန်တော်ဂါမကျော်အရင်အောင်တယ်ပြီးတော့ညနေခင်းကျတော့ကျွန်တော်လေးစောအင်္ဂါမကျော်ဒီညနေတောက်ကြညနေအစားစောဆိုကျွန်တော်ပြောတယ်တန်းအောင်လာပဲလေးထိပ်စားတဲ့လာပဲเนาะအဲ့တော့အဲ့ဒါတောက်သွားသေးတယ်เนาะကျွန်တော်တို့ကိုးထိပ်လိုပါလို့ဆိုပြီးတော့ဖြောသွားတယ်ပြီးတော့ပတ်ဆိုလေးပြန်ဖြစ်တယ်เนาะထူးထူးဆန်းဆန်းကြတော့အဲ့တော့ဒီတစ်ပတ်ကပြီးခဲ့တဲ့ပတ်ကတော့တော်တော်လေးကိုလှတာအခုအပတ်လည်းကျွန်တော်တော်တော်လှမယ်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းပေးကြတယ်စောစောစီစီအောင်မဲ့မိသားစုဝင်ဟူးမကျော်စားသူပတ်တည်ရှိတယ်ဒီနေ့တော့အောင်လောက်တယ်เนาะကဲအဲ့တော့စမယ်ကျွန်တော်ဈေးကွက်လေးကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်6တက်4တက်လာမှတည်းကျွန်တော်ကတွေ့တယ်အဲ့တော့ဈေးကွက်အရာဆိုရင်เนาะတခြားလားပါဈေးကွက်အရာဆိုရင်ကျွန်တော်တို့ဒီနေ့တနင်္လာနေ့မှာကင်တင်တဲ့ရွှေကီးကတခြားလားပါเนาะ385ဆိုတဲ့ကီးလေးကိုကင်ပါเนาะ385ဆိုတဲ့ကီးကိုကင်ပါအဲ့တော့385ကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်385ကိုကျွန်တော်ကတ်ကနန်းကနည်းနည်းတော့စဉ်းစားပါပြီโอเคကျွန်တော်လက်မလေးနှိပ်ပြပါအောင်เนาะဒါမှကျွန်တော်တို့အတူတူမင်္ဂလာရှိတဲ့နေ့ရက်မင်္ဂလာရှိတဲ့အပတ်ကိုပိုင်မယ်လာမယ့်အပတ်ပိတ်ရတယ်များတယ်เนาะလာမယ့်အပတ်ပိတ်ရတယ်များတယ်ဒါကြောင့်ဒီတစ်ပတ်မှာအမျိုးတို့ရအောင်ရှာမရှာနိုင်လာမယ့်ပတ်ဘာမှမစဉ်းစားနဲ့ဘာမှရမှာမဟုတ်လာမယ့်ပတ်เนาะဒီတစ်ပတ်မှာကျွန်တော်အကောင်းဆုံးစူးစမ်းပြီးရှာမယ်ကျွန်တော်လည်းအကောင်းဆုံးစူးစမ်းထားတဲ့ကဏ္ဍတွေရှိတယ်เนาะဒီတစ်ပတ်ကျွန်တော်အနည်းဆုံး3ကတ်ဗျာမိသားစုတွေကိုအနည်းဆုံး3ကတ်ဒီထက်လည်းပိုသွားနိုင်တယ်เนาะပြီးခဲ့တဲ့ဘက်ကဆိုကျွန်တော်မှန်းထားတာပို့ပြီးတော့4ကတ်တော့မှရတယ်เนาะโอเคအဲ့တော့385ကိုကျွန်တော်ဘာနဲ့ကတ်မလဲဆိုတော့2တက်နဲ့ကတ်ပါ2တက်နဲ့ကတ်ပြီးတော့ခွေပေးပါဒါကျွန်တော်တို့ရဲ့เนาะဟိုတနေစာဖြစ်ပါတယ်တနေစာโอเคအဲ့တော့အခမဲ့စာတိုးလေးသွားကြအောင်ပထမဆုံးအခမဲ့စာတိုးပတ်တီးအနေနဲ့ကျွန်တော်ဒီတစ်ပတ်သဘောကျတာပေါ့เนาะသဘောကျတာကငါထောက်ရတယ်ညာเนาะသဘောကျတာကကျွန်တော်တစ်တလုံးသဘောကျပါတယ်တစ်တလုံးဝိုင်းပေါ့နော်တစ်တလုံးကိုကျွန်တော်တို့ဖေးနေရဆောက်ဆောင်မယ်ဆိုရင်ဒီနေ့ညနေရဆောက်ဆောင်ပေါ့နော်ညနေရနေပြီးတော့ကြာတာပေးမလက်ခင်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မိသားစုဝင်တွေလာတိုက်မှာဆိုတော့ကျွန်တော်တစ်ချိန်နောက်ဆုတ်ပေးတာနော်မိသားစုဝင်တွေကကျွန်တော်ဟူးမကျော်ပေးထားတယ်ဟူးမကျော်စားတို့ပတ်တီးရဒီနေ့ဆောက်ဆော့ကံကောင်းထောင်းမစားနေတော့ဒီနေ့ထွက်နိုင်မယ့်အခြေအနေထဲမှာရှိတယ်နော်โอเคအဲ့တော့ကျွန်တော်စီမှာမိသားစုဝင်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့6993992 59ဆိုတဲ့ Viber မှာလာရောက်ပြီးဝင်လို့ရတယ် channel အစမှာလည်းကျွန်တော်ရေးပေးထားတယ်ပေါ့နော်โอเคအဲ့တော့အခမဲ့စာတို့ပတ်တီးပြောရရင်အခမဲ့စာတို့အခွေပြောမယ်အခွေလေးဟာတော့ပြီးခဲ့တဲ့ဘက်ကလည်းထွက်တယ်နှစ်ခွေပေးတယ်နှစ်ခွေထွက်တယ်နော်တစ်ခွေပြီးမှတစ်ခွေပေးတာပါအဲ့တော့ကျွန်တော်ဘာအခွေလေးကြတယ်ဆိုရင်12569ဆိုတဲ့အခွေလေးသဘောကျတယ်ဒါအခမဲ့စာတို့အခွေပေါ့နော်12569အကောင်ကိုကျွန်တော်တို့အပူထည့်ရမလားဆိုတော့ထည့်ရမယ်နော်ပြီးခဲ့တဲ့ဘက်ကအပူပြောက်သွားတယ်နော်အပူပြောက်ပြီးကနန်း10လုံးဆင်းသွားတယ်ဆိုတော့ကျွန်တော်အပူထည့်ရမယ်ထင်မှာပါတယ်12569ဒီနေ့ကစဆော့ဗိုလ်တပူးနေမကြော်စရာဘူးနော်ဒီနေ့မှာကျွန်တော်အပူကိုဘယ်နဲ့ထည့်မလဲဆိုရင်တနေ့နာအင်္ဂါ2ရက်ထည့်ရဗိုလ်တပူးမထည့်နဲ့ဗျာဗိုလ်တပူးထည့်ကြမလို့တနေ့နာအင်္ဂါ2ရက်ထည့်မယ်နော်ဒါအခမဲ့စာတို့အခွေပတ်တိပြောရပါရနော်မိသားစုဝင်တွေပြောသွားပါပြီဆိုတော့မိသားစုဝင်ကဏ္ဍမြောက်တဲ့အမျိုးတွေကျွန်တော်ရဲ့ Viber မှာလာရောက်ပြီးတော့ပြေစာနဲ့အတစ်တဲ့တကွလာရောက်ပြီးတော့ယူလို့ရပါတယ်